တကယ်စိတ်မှန်တဲ့စိတ်ငြင်းချမှုကိုရဖို့အတွက်လောဘကိုဆွတ်လွတ်စရာမလိုဘူးဆိုရင်ယုံနိုင်မှာမလားပုံမှန်ဆိုရင်တော့ယုံရခက်မယ်ထင်တယ်ဟုတ်တယ်မလားဆိုတော့တရားထိုင်ရင်ပိတ်ဆံရမယ်ဆိုတော့အဲ့ဒီလောဘကိုပဲလက်နဲ့တစ်ခုလို့အသုံးချပြီးအမြင့်ဆုံးစိတ်တည်ငြိမ်မှုအဆင့်ကိုရောက်သွားနိုင်တယ်ဆိုတာမျိုးပေါ့နော်တကယ်စိတ်ဝင်စားစရာပဲဒါကဘယ်လိုမျိုးအလုပ်လုပ်တာလဲဒီနေ့ကျွန်တော်တို့အသေးစိတ်တူးဆိုလေ့လာမယ်ရင်းမြစ်မှတ်တမ်းတွေထဲမှာဒါနဲ့ပတ်သက်တဲ့အကြောင်းအရာပါပါတယ်19ရာစုကဂျပန်စင်ဆရာတော်ကြီးတစ်ပါးကငွေမှတ်တဲ့အဟွားကိုတယောက်ကိုအခုခေတ်မှာ gamification လို့ခေါ်တဲ့ဆူလပေးပြီးဆွဲဆောင်တဲ့နီလန်းနဲ့တရားအားထုတ်အောင်ဘယ်လိုလဲစားခဲ့တယ်လဲဆိုတဲ့ဇာတ်လမ်းလေးပေါ့ဟုတ်ကဲ့ဆရာတော်ကြီးဟက်ကူအင်းရဲ့မှတ်တမ်းနေနော်အတိအကျပဲဗျဒီဇာတ်လမ်းကနေတဆင့်နမောပုဋ္ဌာယလို့ရွတ်ဆိုခြင်းရဲ့နောက်ွယ်ကဥနောက်နဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲတွေကိုကျွန်တော်တို့ဒီနေ့အသေးစိတ်ဆွေးနွေးသွားကြပါမယ်ဒီမှတ်တမ်းတွေကတကယ်ကိုလိလာစရာကောင်းပါတယ်တာမန်အားဖြင့်တရားဓမ္မဆိုတာလောဘတွေဒေါသတွေကိုဖက်ခွာဖို့လို့အားလုံးကနိုင်ခါကြတာကိုဟုတ်တယ်လေလောဘကိုဖြတ်ရမယ်ဆိုတာကြီးပဲကြားဖို့တာဒါပေမဲ့ဒီဆရာတော်ကြီးရဲ့ချင်းကပ်ပုံကလုံးဝကိုပြောင်းပြန်ဖြစ်နေတယ်လူစိတ်ရဲ့သဘောတရားကိုသူကအသေးချာနားလည်ထားတာပါအထူးသဖြင့်စိတ်ပညာမှာပြောတဲ့ပြင်ဘက်ကဆူလာနဲ့အတွင်းစိတ်ကဆူလာတွေဘလို့အလွတ်လို့တလဲဆိုတာကိုလွန်ခဲ့တဲ့နှစ်ပေါင်း300ကျော်ကတွေကလက်တွေ့အသုံးချသွားခဲ့တာကိုတွေ့ရတယ်ဆိုတော့အဲ့ဇလန်ကိုအရင်ဆုံးစကြည့်အောင်ဗျဆရာတော်ကြီးဟက်ကူယင်ဆိုတာဂျပန်ဗုဒ္ဓဘာသာသမိုင်းမှာအရန်ကိုဩဇာကြီးတဲ့ပုဂ္ဂိုလ်ကြီးပေါ့ဟုတ်ပါတယ်သူက1685ကနေ1968ခုနှစ်ဝန်းကျင်လောက်မှာတက်ရှိထင်ဟာရှိခဲ့တာပါမတက်နေတဲ့ကဇလန်ရဆိုရင်အဲ့ဒီခေတ်ကရွာရမရွာတယောက်ရှိတယ်သူကအသက်သာကြီးလာတယ်ဝီရှာဖို့နဲ့အလုံးလုံးဖို့ကိုပဲတောက်ရှာဆွဲလန်းနေတာကြားဘူးတဲ့အဲ့အကြောင်းဘလောက်ထီလဲဆိုရင်အနားလည်းမညူဘူးတရားနာဖို့ဆိုတာလေဝေလာဝေပဲသူကောင်းတဲ့မှာငွေကလွဲရင်ဘာမှမရှိဘူးထင်နေတာအဲ့ဒီမှာပြဿနာကစလာပဲရှင်တားဖြစ်သူကသူ့မေရဲ့ချင်းနေကိုကြည့်ပြီးတော်တော်လေးစိတ်တူလာတယ်စိတ်ပူစရာပဲလေအသက်ကလည်းကြီးနေပြီကိုဟုတ်တယ်လေအသက်ရွယ်လည်းရနေပြီဒီလောက်ထိငွေနောက်ကိုချီးလိုက်ပြီးပူလောင်နေလောက်ကိုမကြည့်ရတော့ဘူးဒါနဲ့ဆရာတော်ကြီးစီသွားပြီးအခုညီတောင်းပါတော့တယ်အမေဖြစ်သူကိုတရားလမ်းကြောင်းပေါ်ရောက်အောင်လုပ်ပေးပါလို့ရှောက်ထားတာပေါ့မမရဲအ ਨੇ ဆိုတော့စီလေးအေးချအောင်လုပ်ပေးပါလို့ပေါ့အဖေါ်ကတော့ပုံမှန်နီးလက်နဲ့သွားပြောရင်လုံးဝလက်ခံမဲ့သူမဟုတ်ဘူးဆိုတာတားဖြစ်သူရောဆရာတော်ကြီးရောသိနေကြတယ်အဲ့ဒီနေရာမှာဆရာတော်ကြီးတုံးလိုက်တဲ့နီလန်းကတော်တော်လေးကိုထူးခြားတယ်ဗျဘယ်လိုနီလန်းတုံးလိုက်တာလဲသူကအဖွားအိုစီတန်းရိုက်သွားပြီးအပေးယူတစ်ခုလုပ်လိုက်တယ်နမောပုထားယဆိုတဲ့စကားလုံးကိုတခါရွတ်တိုင်းဝေပင်မယ်လို့ပြောတာအဲ့လိုကိုအဖွားအိုကလည်းပိတ်ဆံရမယ်ဆိုတာနဲ့ချက်ချင်းကိုတဘောတူလိုက်တယ်အစာပိုင်းမှာအဖွားအိုရဲ့ခေါင်းထဲမှာတရားရဖို့ဆိုတဲ့ရည်ရွယ်ချက်တစ်ဆက်မှမပါဘူးပိတ်ဆံလိုချင်တဲ့လောဘတက်တက်နဲ့ကိုဒီစကလုံးနှခုံးကိုစပြီးကျွတ်တော်တာဒါတော်တော်လေးကိုညံများတယ်နီလာမယ်ဟုတ်တယ်ဒီချက်ကိုဖတ်လိုက်ရတဲ့အချိန်မှာကျွန်တော်ခေါင်းထဲမှာမေးခွန်းတစ်ခုချက်ချင်းထွက်လာတယ်ဒါကခစ်တစ်စကားနဲ့ပြောရင်ကလေးတွေကိုစာလုံးရင်မုံဖိုးပေးမယ်ဂိမ်းကစားခွင့်ပေးမယ်ဆိုပြီးမလုံးပေးခိုင်းတဲ့နီးလဲနဲ့အတူတူပဲမဟုတ်ဘူးလားအတိအကျပါပဲဒါပင်ပကနေဆူလာပေးပြီးအပြုတ်မှုတစ်ခုကိုလှုပ်ဆောင်လာအောင်ဖန်တီးယူတဲ့ extrinsic motivation ကိုအသုံးချလိုက်တာပါဒါပေမဲ့ခဏလေးဒီနေရာမှာကျွန်တော်နေနဲ့တန်တရားထိမိတယ်ဗျဘာများလဲရှင်တရားအားထုတ်ကြဆိုတာလောဘတွေဒေါဘတွေကိုရှော့ချဖို့မဟုတ်ဘူးလားအခုကစကလေးကကိုပိုက်ဆံလိုချင်တဲ့လောဘကိုအခြေခံပြီးစလို့ခိုင်းတာလေဟုတ်ကဲ့အခြေခံအုံးမြစ်ကလေးကလောဘနဲ့စထားရင်အဲ့ဒီလုံးရက်တစ်ခုလုံးကတရားဓမ္မရဲ့စစ်မှန်မှုနဲ့အနှစ်သာရကိုမထိခိုက်စေဘူးလားအခြေပင်ရေလုံးတော်လုံးများထိမနေဘူးလားလို့တွေးမိတယ်အဲ့ဒီတန်တရားကအလုံးကိုမျှတာပါတယ်ရှင်ပုံမှန်စဉ်းစားကြည့်ရင်လုံးဝကိုစန့်ကျင်ဘက်ဖြစ်နေတာကိုဟုတ်တယ်လေလုံးဝကိုပြောင်းပြန်ပြီဒါပေမဲ့ဒီနေရာမှာဆရာတော်ကြီးရဲ့လောက်ရက်ကိုအပေါ်ရန်ရှုထောင့်ကနေမကြည့်ပဲစိတ်ပညာရှုထောင့်ကနေကြည့်ဖို့လိုပါတယ်လူတယောက်ကိုပြောင်းလဲဖို့အတွက်ပထမဆုံးလိုအပ်တာကအာယုံစုဆိုင်မှုပါပဲသူ့အာယုံကိုအရင်ဖန်ဆွဲရမယ်ပေါ့မှန်ပါတယ်ငွေကိုပဲဆွဲလန်းနေတဲ့အဖွားကိုလောဘမထားနဲ့လွတ်ချလိုက်လို့တိုက်ရိုက်တွားပြောရင်သူ့ရဲ့ဦးနောက်ကအဲ့ဒီစကားကိုလုံးဝလက်ခံမှာမဟုတ်ပါဘူးဒါပေါ့လုံးဝလက်ခံမှာမဟုတ်ဘူးဆရာတော်ကြီးကအဲ့ဒီလောဘကိုဖျောက်ဖို့မကြိုးစားသေးပဲအဲ့ဒီလောဘကိုပဲတရားတစင်းလို့သုံးပြီးအဖွားဝရဲ့အာယုံကိုဖမ်းယူလိုက်တာပါဆိုလိုတာကTrojan မင်းလူမျိုးအထဲကိုခိုးသွင်းလိုက်တဲ့သဘောလားပိတ်ဆန်ဆိုတဲ့အပြင်းခွန်နဲ့မြူဆွဲပြီးသူ့ရဲ့စိတ်ထဲကိုနမောဗုဒ္ဓါယဆိုတဲ့တကယ်လက်နဲ့ကိုသွင်းလိုက်တာပေါ့အဲ့ဒီ night ရှင်ချက်ကအရန်ကောင်းပါတယ်ရှင်အဖွားဟိုကပိတ်ဆန်လိုချင်တဲ့စိတ်နဲ့စကလုံးလေးပေါ်မှာအာယုံဆက်လိုက်တဲ့အခါသူမရဲ့စိတ်ဟာအလိုအလျောက်
အာယုံတစ်ခုတည်းပေါ်မှာစူးစိုက်သွားတဲ့အခြေအနေကိုရောက်သွားတယ် အာယုံတစ်ခုတည်းပေါ်ကိုရောက်သွားတယ်ဆိုတာက ။ရည်ရွယ်ချက်ကမားနေကောင်းမားနေနိုင်ပေမဲ့လုပ်ငန်းစဉ်တွေကိုရောက်သွားဖို့ကပရမအဆင့်အနေနဲ့ပိုအရေးကြီးတယ်လို့ဆရာတော်ကြီးကတွက်ဆခဲ့တာပါ အော်အပြုမှုတစ်ခုကိုစတင်ဖို့အတွက်အပြင်ကဆုလပ်ကအရန်အစွမ်းထက်တာကို ဟုတ်ပါတယ် ဒါပေမဲ့အဲ့ဒီဆွဲဆောင်မှုကရေရှည်မှာဘယ်လိုလုပ်အလုပ်ဖြစ်မလဲဗျာပိုက်ဆံရဖို့ချီးပဲရွတ်နေရင်ပိုက်ဆံမပေးတော့တဲ့တနေ့ရက်သွားမှာပေါ့ အဲ့ဒီလိုထင်စရာပါပဲ ဒါပေမဲ့မတတ်နေတဲ့ကဇလန်းရဲ့ဒုတိယပိုင်းမှာတကယ်ကိုမယုံနိုင်စရာချို့ကွယ်တစ်ခုဖြစ်လာတယ် ဘလို့ချိုးခွေမျိုးလဲရှင် အချိန်တွေကြာလာရဲ့အခါအဘွားဝကနမောဘုတာယဆိုတဲ့ရွတ်ဆိုခြင်းအပေါ်မှာပဲလုံးဝစူးစိုက်မိသွားပြီးသူ့ရဲ့မူလရွေချက်ဖြစ်တဲ့ငွေကိုပါလုံးဝမိတ်သွားတဲ့စင်ကိုရောက်သွားတယ် တကယ်ကိုအန်တိုးစရာပဲနော် ဟုတ်တယ်ဗျတားဖြစ်သူကရွတ်ထားတဲ့အချိန်ကြီးအတွက်ပိုက်ဆံလာပေးတဲ့အချိန်မှာတော့အဘွားကအဲ့ဒီငွေကိုလဲတော့မကြည့်တော့ဘူး ငွေကိုစိတ်ဝင်စားတော့ဘူးပေါ့ သူကရွတ်ဆိုနေရတာကိုပဲတားရနေပြီစိတ်အေးချမ်းမှုအပြေဝရနေပြီလို့ဆိုတယ်ဒါကိုကျွန်တော်မင်းနဲ့နားမလည်ဘူးဖြစ်သွားတယ် ဘယ်ပိုင်းကိုနားမလဲရလဲ တတလုံးငွေကိုပဲမမောလာတဲ့သူတယောက်ကစကလုံးနှလုံးလေးကိုထက်ခါတဲ့ရွယုံတယ်ဘယ်လိုလုပ်ပြီးအဲ့ဒီလောက်ကြီးမားတဲ့လောဘစိတ်ကြီးကိုအစအနာဖြော့သွားစေနိုင်တာလဲ ဒီအထက်ကအရေးကြီးဆုံးပိုင်းပါပဲရှင်စိတ်ပညာမှာဒါကိုပြင်းပဆူလောက်ခနဲ့အတွင်းစိတ်ရဲ့အလို့အလျောက်ဆူလောက်စီကိုကူးပြောင်းသွားတာလို့ခေါ်ပါတယ် ရှင်းပြပါအောင်ဗျာ ပိုပြီးရှင်းအောင်ဦးနောက်ညင်အလုပ်ပဲလုပ်ပုံရန်ဒီယန်ကိုကြည့်အောင်ကျမတို့ရဲ့ဦးနောက်မှာတစ်ချိန်တည်းမှာတရင်ချက်လက်တွေကိုလက်ခံနိုင်စွမ်းကန့်သက်ချက်တကူရှိပါတယ် ဟုတ်ကဲ့ ကွန်ပျူတာတစ်လုံးမှာ RAM ပြည့်သွားရင်တခြား program တွေထပ်ဖို့လို့မရတော့တယ်လို့ပါပဲ ဆိုတော့ခါအဘွားအိုကနမောဗုဒ္ဓယဆိုတဲ့စကားလုံးကိုစီးချက်ချချစက်တက်ရွနေရတဲ့အတွက်သူဦးနောက်ရဲ့ RAM နေရလို့အားလုံးကိုအဲ့ဒီစကားလုံးနှလုံးကပဲအပြစ်ယူထားလိုက်တဲ့သဘောလား မှန်ပါတယ်ပုံမှန်အားဖြင့်လောဘဒေါသပူပင်တော့ကဆိုတာတွေကအနာဂတ်မှာဘာဖြစ်မလဲအတိတ်ကဘာဖြစ်ခဲ့လဲဆိုရရှုပ်ထီရဲ့အသွေးဒီပေါ်မှာအခြေခံပါတယ် ဟုတ်ကဲ့အမေရန်တစ်ခုခုကိုတွေးဖို့နေတာလေ ဒါပေမဲ့စကလုံးနှလုံးကိုပဲအာယုံဆိုင်ပြီးထပ်တက်လဲလဲရွတ်နေတဲ့အခါဦးနောက်ရဲ့အလုံးလုံးနိုင်စွမ်းဟာပိစုတ်ပန်တဲတဲကအတန်နဲ့ရွတ်တင်အပေါ်မှာပဲပိတ်မိတော့ပါတယ် နေရာလွတ်မကျန်တော့ဘူးပေါ့ အဲ့ဒီအခါရှုပ်ထွေးတဲ့လောဘစိတ်တွေပူပန်မှုတွေဝင်လာဖို့ဦးနောက်မှာနေရာမရှိတော့ဘူးလေ ဒါကတော်တော်လေးကိုမိုက်တယ်ဗျဒါပေမဲ့နေရာမရှိလို့ဝင်မလာတာနဲ့ငွေကိုပါစိတ်မဝင်စားရတဲ့အဆင့်ကြီးပြောင်းတော့တာကနည်းနည်းကွာဟနေသေးတယ်လို့ပဲဘာကြောင့်ငွေကိုလုံးဝမလို့ချင်တော့တာလဲ အဲ့ဒါကဇီဝကမဗေဒနဲ့ဆိုင်သွားပါပြီ ခန္ဓာကိုယ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပေါ့ ဟုတ်ပါတယ်ထပ်တလဲလဲရွတ်ဆိုခြင်းကအသက်ရှူနှုံးကိုမှန်စေတယ်အဲ့ဒီကနေတစ်စက် Vegas nerve လို့ခေါ်တဲ့အာယုံကြောစနစ်ကိုလွန်ဆော်ပေးပါတယ် အဲ့ဒီအာယုံကြောကဘာလို့ပေးတာလဲ ဒါကခန္ဓာကိုယ်ကိုဖိစီးမှုများတဲ့အခြေအနေကနေအနားယူပြီးအေးချမ်းတဲ့အခြေအနေကိုအလိုလျောက်ပြောင်းပေးလိုက်တာပါ ဩစိတ်ဖိစီးမှုတွေရောကြတော့တာပေါ့ အဲ့ဒီအချိန်မှာဦးနှောက်ချဲကလိုချင်တက်မှတ်မှုကိုဖြစ်စေတဲ့ဂျိုပါမင်ဟော်မုန်းထွက်တာလျော့ကျသွားပြီးအေးချမ်းမှုကိုပေးတဲ့ဆီယိုတိုနင်နဲ့အင်ဒိုဖင်တွေအစာထိုးထွက်လာပါတယ် ဆိုလိုတာကအဘွားကိုဟာငွေရလက်ပျော်တဲ့အရာသာချက်ရွတ်ဆိုနေရင်ရလာတဲ့ဦးနောက်သေးကဓာတုဘေးကအပြောင်းလဲတွေကြောင့်ရလာတဲ့တည်ငြိမ်မှုအရာသာကိုပူပြီးသဘောကျသွားတာပေါ့ဂျင်းတွားဖို့အစမိုင်းမှာကိုမုံစားမယ်လို့ဆူလာပေးပြီးတွားရတဲ့နောက်ပိုင်းဂျင်းဆော့ရင်ထွက်လာတဲ့အင်ဒိုဖင်ကြောင့်ကျမရဲ့လိုက်စားတာကိုပဲတာရသွားပြီးမုံစားဖို့ကိုကရုမဆိုင်တော့တဲ့သဘောမျိုးနဲ့ဆင်တူနေတယ် ကွက်တီပါပဲပြင်ဘက်ကပေးတဲ့ဆုလပ်ထက်အတွေးစိတ်ကရတဲ့ငင်းချမှုအရသာကပိုပြီးခိုင်မာတယ်ပိုပြီးကြီးမားတဲ့ကြီးနှက်မှုကိုပေးစွမ်းနိုင်တယ် ဒါကြောင့်ရုပ်ဝတ္ထုတွေအပေါ်တွေ့ထားမှုကအလိုလျောက်ပြုတ်ကျသွားတာကို ဆရာတော်ကြီးဟကုအင်ကဒီအချက်ကိုတေးတေးချာချာပြီးပြီးသားဖြစ်မှာပါ ဒါဆိုရင်ဒီဖြစ်စဉ်ကိုပို့ထားပါတာစားပေတယ်ရမြင့်မတန်းတွေထဲက theory ပိုင်းနဲ့ချက်ဆက်ကြည့်အောင်ဗျာ ဟုတ်ကဲ့ဆက်ဆွေးနွေးကြည့်အောင် မတန်းတွေထဲမှာရှင်းပြတာကဒီလိုရွတ်ဆိုခြင်းကိုဗုဒ္ဓနုတတိလို့ခေါ်တယ်လို့ဆိုတယ်ဆိုလိုတာကဖခင်ရှင်ရဲ့ဂုဏ်တော်တွေကိုအောက်မေ့ခြင်းပေါ့ မှန်ပါတယ် အဲ့ဒီမှာကျွန်တော်သိချင်တာကဘာသာရေးစကားလုံးမဟုတ်ဖဲတခြားတာမန်စကားလုံးတစ်ခုခုကိုရွေ့ရင်ရောဒီလိုအကျိုးကျေးဇူးရနိုင်လားဘာလို့နမောဗုဒ္ဓရာလို့ရွတ်တာကပိုပြီးအစွမ်းထပ်နေရတာလဲ အလွန်ကောင်းတဲ့မိကုန်းပါရှင်တာမန်စကလုံးတစ်ခုဆိုပါစို့နံပါတ်တွေရေးတာမျိုးဆိုရင်လည်းအတိုင်းအရာတစ်ခုအထိတော့အာယုံစူးစိုက်မှုကိုရစေပါတယ် ဟုတ်ကဲ့ ဒါပေမဲ့ဘုရားအနုတ္တိရဲ့ထူးခြားချက်ကအတိပယ်နဲ့ဆက်ဆက်နေတဲ့အပိုင်းပါကျမတို့ရဲ့စိတ်ကစကလုံးတစ်လုံးကိုကြားလိုက်တာနဲ့အဲ့ဒီစကလုံးနဲ့ဆက်ဆက်နေတဲ့အမှတ်အသားတွေခံစားချက်တွေကိုဆွဲထုတ်ပါတယ် စကလုံးရဲ့နောက်ွယ်ကအတိပဲလေ ဟုတ်ပါတယ်နမောဗုဒ္ဓရောလို့ရွတ်လိုက်ချိန်မှာမတိစိတ်ထဲမှာဖျားရှင်ရဲ့ဖြူစင်မှုကရုဏာငြိမ်းချမ်းမှုဆိုတဲ့ဂုဏ်ကျေးဇူးတွေနဲ့အလိုလျောက်သွားချိတ်ဆက်မိပါတယ်ဒါကို priming effect လို့ခေါ်လို့ရပါတယ်
ကလုံးကစိတ်ကိုနေရာမှရောက်အောင်တွန်းပို့ပေးလိုက်တဲ့သဘောပေါ့ မှန်ပါတယ်ရှင်ဒီချိန်မှာစိတ်ကကြည်လင်နေတာကို အဲ့ဒီနောက်မှာပီတိပတ္တတိနဲ့တမာတိတို့အဆင့်ဆင့်ဖြစ်ပေါ်လာတယ်လို့ရှင်းပြထားတယ်အစကတော့ဒီချက်တွေကိုဖတ်လိုက်ရတော့ကရိုးရဥပမာတစ်ခုကိုသွားတည်ရမိတယ်ဗျ ဘယ်လိုဥပမာမျိုးလဲရှင် ရေနောက်တွေပါနေတဲ့ဖန်းကွက်သေးကိုရေတန်းတွေဆက်တိုက်လောင်းထည့်လိုက်ရင်ရေနောက်တွေလှန်ကျသွားပြီရေတန်းတွေချေးကြံရတယ်လို့မျိုးပေါ့ အဲ့ဒီဥပမာကတော်တော်များများသုံးကြပါတယ် ဒါပေမဲ့အခုဆွေးနွေးချက်တွေရကြည့်ရင်ဒီဥပမာကတက်မလုံးလောက်တော့ဘူးလို့ထင်လာတယ် ဘာဖြစ်လို့များအဲ့လိုထင်ရတာလဲရေနောက်ရေတန်းဥပမာကတော်တော်လေးရှင်းလင်းမှုရှိပါတယ်နော် ဟုတ်တယ်ရှင်းတော့ရှင်းတယ်ဒါပေမဲ့ရေတန်းလောင်းထည့်ရုံတက်တက်ဆိုတာထက်အခုကျွန်တော်တို့ဆွေးနွေးနေတဲ့သဘောတရားကကွန်ပျူတာတစ်လုံးမှာ operating system အဟောင်းကိုဖြတ်ပြီးအသစ်တစ်ခုပြန်သွင်းလိုက်တာနဲ့ပိုတူနေလို့ပါ အော်စိတ်ဝင်စားစရာပဲဘယ်လိုမျိုးဆက်ဆက်ကြည့်တာလဲ လောဘဒေါသဆိုတာတွေကကျွန်တော်တို့ရဲ့ပုံမှန်အလုပ်လုပ်နေတဲ့စနစ်ဟောင်းကြီးပေါ့နမောဗုဒ္ဓရာလို့ရွတ်ဆိုလိုက်တာကအဲ့ဒီစနစ်ဟောင်းကြီးကိုခိတရဆိုင်လိုက်ပြီးငင်းချမှုဆိုတဲ့ကော့အသစ်တွေကိုစက်တိုက်ရေးသွင်းနေတာနဲ့တူတယ် အတိကြပါပဲရှင် အချိန်တစ်ခုရောက်သွားတဲ့အခါ system တစ်ခုလုံးကလုံးဝအသစ်ဖြစ်သွားပြီးပိရိပတ္တတိနဲ့တမာတိဆိုတဲ့ program အသစ်တွေအလိုလျောက် run နေတော့တာပေါ့ဒါကြောင့်မို့အဘွားကလည်းသူ့ရဲ့ပုံမှန်လောဘစနစ်ဟောင်းတွေကိုပြန်မသွားတော့တာလို့မြင်ကြည့်ရင်ပုံမကြည့်ကြဘူးနော် အဲ့ဒီခိုင်းနိုင်ချက်ကအရန်ကိုခစ်မိပြီးဦးနှုံနဲ့အာယုံကျော်တိပန်ရှူထောင်ကနေကြည့်ရင်အလွန်တိကြပါတယ် တကယ်လားဝမ်းထားပါတယ်ဗျာ တစ်ခါတလဲလဲရွတ်ဆိုနေတဲ့အချိန်တိုင်းဟာအဲ့ဒီစနစ်တစ်ကိုပို့ပြီးခိုင်မာလာအောင်အာယုံကျော်လမ်းကြောင်းတွေအသစ်တိဆောက်နေတာပါပဲ နေ့စဉ်လေ့ကျင့်မှုကရေးကြည့်တာကို ဒါဟာဘာမောပညာမှမပါဝင်ပါဘူးစိတ်ကိုစနစ်တကျလေ့ကျင့်ပေးတဲ့သဘောတရားပါကျမတို့ကအာယုံစူးစိုက်မှုကိုတိဆောက်လိုက်တဲ့အခါအဲ့ဒီအာယုံစူးစိုက်မှုဟာပြင်ပလောကရဲ့သွေးဆောင်မှုတွေနဲ့ဖြီးစည်းမှုတွေကိုကာကွယ်ပေးတဲ့ဒိုင်းဟွားတစ်ခုဖြစ်လာပါပြီ တကယ်ကိုနက်နဲပါပဲယူရှင်းတဲ့လောက်ရလေးတစ်ခုစကလုံးနှလုံးတွေကိုရွတ်ဆိုနေခြင်းကနေစိတ်ရဲ့ရှုပ်ထွေးမှုတွေကိုဘလောက်ထိရှင်းလင်းပေးနေတယ်လဲဆိုတာအန်တော်ကြပါပဲ ဟုတ်ပါတယ်ရှင်ရုပ်ပိုင်းဆိုင်ရာအရာလည်းအများကြီးအကျိုးရှိပါတယ် အစောကပြောသလို Vegas နာကိုလှန်ဆိုပေးတဲ့အတွက်တွေ့ခွန်နှုံးတွေမန်လာမယ်ကိုခံအားစနစ်တွေပိုကောင်းလာမယ်ခန္ဓာကိုယ်ပါပေါ်ပါလာတဲ့အကျိုးကျေးဇူးတွေအများကြီးရနိုင်တာပေါ့ မှန်ပါတယ်စိတ်နဲ့ကိုယ်ဟာခွဲခြားလို့မရအောင်ဆက်ဆက်နေတာကို ဟုတ်ကဲ့ စိတ်ကတမာရီရပြီးငင်းရဲသွားတဲ့အခါခန္ဓာကိုယ်ကပါအဲ့ဒီငင်းချမ်းမှုရဲ့အကျိုးကျေးဇူးကိုတိုက်ရိုက်ခံစားရတာဖြစ်ပါတယ် ကဲဒါဆိုရင်ဒီလေးလာမှုကနေမျက်မှောက်ခေတ်လူနေမှုဘဝအတွက်ကျွန်တော်တို့ဘာတွေယူငင်းနိုင်မလဲဆိုတာကိုစဉ်းစားကြည့်အောင်ဗျာ ကောင်းပါပြီခေတ္တနဲ့ဘယ်လိုချိတ်ဆက်မလဲဆိုတာပေါ့ ကျွန်တော်တို့အားလုံးဟာတနည်းမော့ကနေတော့ဟိုအဘွားကိုလိုပါပဲသူခေတ်ကသူကငွေချင်းနောက်ကိုလိုက်တယ် အခုခေတ်မှာကောပေးရတဲ့နောက်ကိုလိုက်မြင်ကြလဲ ကျွန်တော်တို့ခေတ်မှာကြတော့ငွေကြေးအပြင် social media ပေါ်က likes တွေ email တွေယာဒူးတွေပြင်ဆိုင်မှုတွေဆိုတဲ့ခေတ်တဲ့တင်ကားပြားတွေနောက်ကိုမနာမနေလိုက်နေကြရတယ် တကယ်ကဟုတ်ပါရဲ့ရှင်အားလုံးကပြေးလွှားနေကြတာပဲ တကယ်ချက်လက်တွေကလည်းအလွန်ကျွမ်းများပြားလုံးတယ်အမြဲတမ်းပြေးသွားလှူရှားနေရတဲ့ဒီလိုခေတ်ကြီးတဲ့မှာကျွန်တော်တို့ရဲ့မောပတ်နေတဲ့စိတ်တွေအတွက်နိုင်ရကြောက်စုတခုဒါမှမဟုတ်စိတ်ကိုပြန်လဲစူးစီးပေးမဲ့ယူရှင်တဲ့လေ့ကျင့်တစ်ခုပါအရင်ကတည်းကလူကြီးအရေးကြီးကြီးလိုအပ်နေပြီလို့ထင်တယ် လုံးဝကိုလိုအပ်နေပါပြီခေတ္တလူပိုင်းရဲ့စိတ်ဟာအများအားပြင်ပအာရုံနဲ့စီကိုဖတ်ပေါ်တယ် ဟုတ်တယ်ကိုယ်စိတ်ကိုတော့ပြန်မကြည့်မိကြဘူး ကိုယ့်ရဲ့တွင်းစိတ်တဲ့ကိုပြန်လဲကြည့်ဖို့အချိန်လုံးဝမရှိတော့ဖြစ်နေတယ်ဒီဇလန်ကပေးတဲ့အချိန်မှဆုံးတင်တာတော့ပြောင်းလဲအခုကိုစတင်ဖို့အတွက်ပြီးပြီဆိုတဲ့ရည်ရွယ်ချက်ချက်ချင်းရှင်းနေစရာမလိုဘူးဆိုတာပါပဲ ဒီရချက်မကောင်းလဲစလို့ရတယ်ပေါ့ ဘာလို့လဲအခက်ပဲမှရည်ရွယ်ချက်တေးသေးလေးဒါမှမဟုတ်တကူကောင်းစတဲ့ရည်ရွယ်ချက်လေးနဲ့ပဲဖြစ်အလေးချင်းဖြစ်လို့စတင်တာစဉ်းစားမပြတ်လို့ဆောင်သွားရဲ့အဲ့ဒီလုပ်ငန်းစဉ်ကပဲတင့်ကိုမှန်ကန်တဲ့လမ်းကြောင်းကိုအလိုလျောက်တင်မဲ့ပြပါပါ ဟုတ်ကဲ့ဒီတော့ရင်းနှီးတွေကချက်လက်တွေကိုစူးစမ်းလေ့လာခဲ့တဲ့ဒီနေ့ရဲ့ဆွေးနွေးချက်ကိုမရနာခင်မှာနားဆင်ပြီးဘဝချီလေးမှာစပ်ပြီးတွေ့တော့လို့နောက်ဆုံးစဉ်းစားစရာအရေးလေးတစ်ခုချက်ထားခဲ့ချင်ပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာ အကယ်၍အစပိုင်းမှာဘဝလောဘတတ်တဲ့စတဲ့ခဲတဲ့လူတစ်ခုကတော့မှမန္တလေးလုပ်ငန်းစဉ်လေးအာရုံစူးစိုက်မှုကြောင့်စစ်မှန်တဲ့စိတ်ရင်းချမ်းမှုကိုပြောင်းလဲသွားတယ်လို့ဆိုရင် ဆိုရင်တော့ ကျွန်တော်ရဲ့ရည်စင်ဘဝထဲကတခြားဘုဒါမလို့ရလို့စင်တဲ့အတိပ္ပယ်မရှိဘူးလို့ထင်ရတဲ့အလေးကျင့်တွေကိုရောစိတ်အေးချမ်းမှုရဖို့အတွက်ကြောက်စုဖြစ်ကျွန်တော်
ပြောင်းလဲအသုံးချလို့ရနိုင်မှာလား ဒါကတကယ်စဉ်းစားကြည့်စရာ ဥပမာဗျာမနေ့ copy ဖြောတဲ့အချိန်လေးဖြစ်ဖြစ်ကားမောင်းနေတဲ့အချိန်လေးဖြစ်ဖြစ်ဒါတွေကိုကျွန်တော်တို့ကိုယ်ပိုင်နမိုးကိုထားရအခိုင်အတန့်လေးတွေဖြစ်အောင်ဘယ်လိုဖန်တီးကြမလဲဆိုတော့ ဒါဟာနေ့စဉ်ဘဝမှာလက်တွေ့အသုံးချနိုင်မယ့်အလုံးကိုအဖို့တန်တဲ့စဉ်းစားစရာတစ်ခုပါ ဒီနေ့တော့ဒီလောက်နဲ့ပဲရနာလိုက်ကြအောင်ဗျာနောက်ထပ်စိတ်ဝင်စားစရာတွေလည်းနားပြပါမယ်အားလုံးပဲရုပ်ပိုင်းဆိုင်ရာတော့စိတ်ပိုင်းဆိုင်ရာပါစင်မနေငင်းချမှုကိုရှာဖွေတွေ့ရှိနိုင်ကြပါစေ။